哈，ဘယ်လိုရောက်လာတာလဲငါလည်းမသိပါဘူးအိပ်ပျော်ရတယ်နိုးလာတာအဲ့နေရာရောက်နေတာပဲဟုတ်တာပဲနာမည်မိတ်ဆက်ပေးအောင်မယ်အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတီတီခွက်တာလို့ခေါ်ပါတယ်ဒီနေ့ဗီဒီယိုမှာပြည်လက်ထဲမှာတယောက်တည်းရှိတဲ့ချီအပတ်တရာကျိုးဆိုပါတယ်ကျွန်တော်တိတ်လေးအရေးခုတ်လက်အောင်မယ်မခုတ်တော့ပါဘူးကွာမချက်ကြီးရှိနေတာဘာတွေမှများအစားဆိုင်အများကြီးပါလားတခုမိတ်ဆက်ပြီးတဲ့ရှိဒီကနေယူ app ပေါ်မှာနေယူထွက်ထားတဲ့လေ app ပွဲအသေးဆိုတော့ဒါကြီးပါတယ်စာအုပ်တအုံရေပကက်အများကြီးပဲမှတ်ဘလူးပဲကျတော့တယ်မှတ်ဘလူးပြီးရယူရမယ်ဘယ်ဖိနေစီအောင်မှာတပိတ်လေးခုတ်တယ်မှာမခုတ်တော့ပါဘူးတပိတ်ကပြီးမှခုတ်ရတယ်စာအုပ်လေးအရေးဖတ်မှာအရှိဘ180ကီလိုများအနောက်က58တောင်က108မြောက်က156တပိတ်မခုတ်သေးပါဘူးကွာကျိုးလေးကိုမှတ်ဘလူးအလဲရှိုးမှာကျိုးလေးကြည့်တာတဲ့ကျိုးလေးသေးအချက်ရှိမယ်ချက်ရှိတယ်တပိတ်ခုတ်တော့မှတပိတ်မခုတ်သေးနဲ့နေဝေဝါလိမ့်မယ်လှပြီးတော့နည်းကြည့်တယ်နော်တပိတ်တက်တော့ရမယ်ကြားတယ်တောက်ခုတ်တော့မယ်ကွာကဲခွက်တီပဲလို့ပြောဆိုရင်လှေကားတီလို့အောင်မယ်လှေကားလေးလုပ်ပြီးတော့ effect နဲ့ကြောက်တော့လေးကိုပြုလုပ်ပါမယ်ပြုလုပ်နေရောကိုကကြည့်ရတော့ဘလော့တော့ခွဲတယ်ပါပြီးဆိုရင်လှေကားတီလေးလို့အဲ့လိုမျိုးထားလဲအဲ့မှာရေထည့်တယ်ဟိုဘက်မှာမီးထည့်တော့ effect နဲ့ရပါပြီOMGဟာခွက်ထဲမှာလာပါပြည့်စေလာပါလေအချေတော့ရောက်သွားပါပြီအနေရှိတသားဖိုးရမှာမိဆောင်မလားတိတ်မသိဘူးမလာတော့ပါဘူးကွာကြောက်တော့ဖတ်တာတော့စကစ်ရအောင်တော့ပြီးခဲ့တော့ထပ်တူအောင်ပါကျွန်တော်ဘာလုပ်နေကြတဲကြိုတော့ဘူးတဲကြတော့ရယူနေကျွန်တော်အုံနောက်မစစ်စားမရလှေလုံးပြီးတော့ရပဲလေကျွန်တော်အလဲမှာတက်သားရဲ့အနေငယ်ခုံနေအခုသွားတော့ပါမယ်စော်ကြီးပဲကွာလှေရသွားရအဲ့မို့ရေကူးပြသွားရဆိုရထားတော့ရခုမှစစ်စားမိအခုမှရေကူးပြီးသွားတော့မယ်ရောက်ခဲ့နေပါပြီမှန်တွေ့ကြည့်တော့ချက်လေးတစ်ခုရှိတယ်နည်းနည်းဒိတ်ထားပြီးတော့ရမယ်သူများလို့ကျွန်တော်နဲ့သူများလို့လက်ကမြည်တယ်သေးတယ်ဖွာကောင်းစားပါစေအနာဖဲ6ကြီး8ကြီးကျိုးရေဘူးကျိုးနှစ်ချောင်းတော့မြာကျိုးတော့ပေးချေတယ်လဲမှာကျွန်တော်အဖိုးရအုပ်ရတဲ့ဘက်ထပ်တူးနေပါတယ်မနှက်ကြရီကျွန်တော်အဲ့ဒီခူကြီးသွားမလို့မှတ်ပွက်ကြည့်တယ်ကျွန်တော်လေးလို့ပြီးတော့အဲ့ဒီခူလေးတော့ဖို့ကျွန်တော်ပြည့်စုံခဲ့တယ်မောင်ထဲကိုရတော့ပါမယ်အဲ့မှာဟိုရှိတယ်မီထုတ်ရဆာရှိတယ်ဟိုပါကိုရရှိရကိုကျွန်တော်မီလို့အတွက်တက်သား6တော့ယူပြီးတော့ acid ပြတ်သွားပါပြီတော့တက်ခဲ့ကြမယ်ဟာပလီချာအစမလာချီကျိုးသေးငါတမီးအများကြီးလောက်ထားတာ
ကောက်ကေးပြီးသူ့ရဲ့စပင်လောင်းကအဖြတ်ပဲမီးထိုးရမီးထိုးရတယ်မီးထိုးမယ်ဟာမင်းကြောက်ရှိရအမြဲတော့မှဟာရပြီအကောငါတို့စပွန်နဲ့မှာမဟုတ်တော့ချက်တိုင်းတိကျဖွင့်ကြည့်အောင်မှဘာရှိရဆိုကောင်းပါပါကွာကြက်ဦးနိုင်ကြက်ဦးမီရောမှာမီဆိုရင်တခါရပါနောက်တစ်ချက်မှာတဲကရတယ်ပေါ့ငများတဲ့ရအများကြိုရပါနောက်ကြမှာပြမယ်ပနောက် EP ကြမှာပြက်လက်တွေ့ကြရအောင်ဒီမျိုးဒီမှာပဲနားရအောင်ပြီးတော့ဒီပါက line and square လောက်ခဲ့ပါ
ဟာငါဟာငါဘို့